မနေ့အစောကြီးတွေကတော်တို့လင်မယားခရီးထွက်သွားတော့ထုံးစံအတိုင်းဒီဘက်အိမ်မှာကိုတယောက်ထဲပဲကြံခဲ့တယ်breakfast ကတော့အင်ရှိရလက်ဖက်အီဇန်နေပဲစမူစာပလာတာအီဂျာဝင်းနဲ့ဖြစ်တယ်လို့စားလိုက်တယ် 나는 최선을 다했다. 지우 인생의 먹칠한 건 나의 졸려. 내가 전화했나? 예? 그네요. 소주병만. 근데요. နေ့ရက်ခြားတစ်ခါရီချိုးရဆိုတော့ဒီနေ့ကတော့ရီချိုးရမယ့်နေကိုရောက်လာပြီ So my time is passing by. We gon' lose the track of time. Put your hands up, party. Fun 좀 taking kind of fit 어디 가든 뒤진 매치 Party. 해뜰 때까지 다 move. Party, party. We come by. 하지만 you come and just dance with me now, dance with me now. 파도 위. တငယ်ချင်းလက်ဆောင်ပေးထားတဲ့မွန်ပစိုးလေးကိုတော်တော်ကြိုက်ပေမဲ့နည်းနည်းတော့ကွင်းကျင်းနေရပေါ့နော်ဒါပေမဲ့လည်းကိုနဲ့လိုက်တယ်မလားလိုက်လိုက်မလိုက်လိုက်တယ်လို့ပဲပြောပေကွာကက်ထမင်းစားတော့မယ်ဟင်းကတော့ဒါအတော်ငယ်ဒီနေ့ချက်ပေးထားတဲ့ကြက်အသေးချက်ပေါ့နော်ပြီးတော့ဒါဟိုအတော်လက်ကခီးမသွားခင်မှာသူလှုပ်ပေးခဲ့တဲ့အမဲသားပေါက်ပြီးတော့ကြော်ထားရရဲ့ချမောင်းကြော်ရည်နဲ့ပြီးတော့ဒါအတော်ကြီးထောင်းထားတဲ့ညစ်ထောင်းနဲ့ဆွဲအောင်မယ်စကားကတော့ဒီဖတ်စောကျွင်ရဲ့ကားတက်ပေါ့နော်အဲ့ဒါကြည့်နေရယ်ခုလိုနေ့လေဘက်တွေဆို vlog ကကောင်းကောင်းရိုက်လို့မရဘာလို့လဲဆိုတော့ကြားရမလားအဲ့မှာကွယ်ဓမ္မယုံကဖွင့်နေတာပေါ့နော်အဲ့ဒါကြီးနဲ့အဲ့အတန်တွေနဲ့ဆိုတော့ရိုက်လို့မကောင်းဘူးကွာ 다시 보자. 수업 마치면 한 5시? 아무튼 동아리 방에서 만나자. 가져라. 모두 읽고. 끝났어, 자식아. 정 붙이려고요. 선배님들. 우리 신입생 딱. 누가 잡아왔니? 뭐하냐 여기서? ဒီမှာဓမ္မယုံကတချင်းထက်ပိုးဆိုးရဟာကိုပြမယ်နော်ဒီမှာ ထမင်းစားပြီးတော့အမနဲ့အတူနောက်ဖက်ရင်ကိုခဏလဲသွားတယ်။ပိန်းဥတုတ်ချကြွေးထားတာမြင်လို့ကောက်စားခဲ့လိုက်သေးတယ်။ညဘက်တော့ဖို့ဘီယာတစ်လုံးပဲရှိတော့နောက်တစ်လုံးလောက်သွားဝယ်လိုက်ရသေးတယ်။ကိုတောင်းနေကြဟန်နကန်ဖာလိုက်ဝယ်ထားကုန်သွားပြီဆိုတော့ထူဘောက်တစ်လုံးပဲဝယ်လာလိုက်တယ်။ New Year လည်းနေပြီဆိုတော့ဟန်နကန်တစ်ဖာလောက်တော့သွားဝယ်ရအောင်မယ်။ညနေပိုင်းရောက်တော့အိမ်ဝိုင်းထဲမှာနည်းနည်းပပလန်းလျှောက်တယ်။ရီချိုးထားတော့လူကလန်းဆန်းပြီးနေလို့ကောင်းနေရော။ဒီနေ့တနေ့လုံးရက်ကွက်ဓမ္မယုံကအရန်စူးနေတာဆိုတော့နောက်ခံအတန်တွေတော့မထည့်တော့ဘူး။တီလုံးတွေထည့်ရင်လည်းအခက်မတင် copyright ကညှိသေးရဲ့ကွာ။ အဲ့တော့ခွေးရှိသွားတော့ကြောင်တက်ကြီးမဆိုင်လို့ရဘူး ချစ်စရာလေးဒီလိုကြောင်လေးမြင်ကြောင်ကမွေးတော့မွေးချင်တယ်ဒါပေမဲ့အိမ်မှာမြခွေးတွေအများကြီးရှိရောဘလို့မှမွေးလို့မရအောင်မွေးလို့ရှရင်ကိုက်ပြစ်မှာဆိုတော့ညနေမှောင်တော့မှမပြတ်တက်လက်နှစ်ချက်လေးဝယ်စားလိုက်သေးတယ်အေးဘူးလေးထွက်လိုက်တော့ကော်ဖီလေးကြံလာတော့လိုက်စားစမူစာသုံးတဲ့ဘီယာနဲ့မြည်မှာဖြစ်ပါတယ်ရက်ွက်ထဲမှာတော့ဆရာတော်တရားဟောနေပေါ့နော်ကိုကတော့ဘီယာလေးတောင်းလိုက်အောင်မယ်ဒီနေ့တယောက်တည်းအေးရမှာဆိုစူပါနယ်ချွဲလေးပဲဆက်ပြီးတော့ကြည့်ရမယ် Good night